လာပါရှင်လူစီပန်းချန်နေကြိုဆိုပါတယ်ကဲလူစီအခုပြချင်တာကတော့လူစီစီမှာအားလုံးပဲမျှော်လင့်နေကြတဲ့ပန်းသက်ရှည်နော်ပန်းသက်ရှည်တိခွတချို့ဒေသတွေကတော့တောင်လီကားတိခွလို့ခေါ်တယ်ပေါ့နော်တချို့မိုးကုတ်တို့ဘာလို့ဘက်ကကြတောင်လီကားလို့ခေါ်ပါတယ်ကဲလူစီစီမှာပဲဝယ်ချင်တယ်စိတ်စောင့်ပေးနေကြတဲ့လူတွေကျေးဇူးတင်ပါတယ်အခုလူစီချန်မှာရောက်နေပါပြီဖျားလဲကတ်လို့ရတယ်စိုက်လဲစိုက်လို့ရတယ်အယောင်ကတော့အစိမ့်နဲ့အဝါ2မျိုးရှိရပေါ့ဒါပေမဲ့ခွဲလုံးဝအယောင်ခွဲပေးလို့မရဘူးเนาะအယောင်ခွဲပေးလို့မရဘူးအဲ့လိုမျိုးအယောင်2မျိုးရှိရလို့ပြောလို့ရှင်အယောင်ခွဲခိုင်းတော့တာတဘာဝဖြစ်နေလုံးဝအယောင်မခွဲပေးနိုင်ပါဘူးအဲ့တော့အဖူးတွေကတော့အကုန်လုံးရင့်ပါပြီစိုက်ရမယ့်ပုံစံအနေထားတဲ့လူစီပြောပြပါမယ်ဒါကတော့တပင်ရဲ့အနေထားပေါ့နော်တပင်ရဲ့အနေထားပါကဲဒီမှာဒီအောက်ခြေကိုတလားလောက်လေးပဲတဲနဲ့အုံးစံမုံလေးနဲ့တဲနဲ့အုံးစံမိုးလေးနဲ့ရောပြီးမှအိုးလေးနဲ့စိုက်ပေးမယ်အလင်းများတဲ့အရေးအောက်မှာစိုက်ပေးမယ်မောင်ကြီးပက်လက်လိုပဲသူကအလင်းလဲများရမယ်အရေးလဲကြိုက်တယ်သူ့တဘာဝကရေလုံးဝမကြိုက်ဘူးမောင်ကြီးကတော့ရေကြိုက်တယ်မောင်ကြီးပက်လက်မျိုးကတော့ရေကြိုက်တယ်ဒါကလုံးဝရေမကြိုက်ဘူးသူ့ကိုရေကို2ရက်တစ်ခေါက်လောက်ပဲလောင်းပေးလို့ရှိရင်လုံလောက်ပါတယ်လုံးဝရေမကြိုက်ဘူးအဲ့ဒါတခုတော့နားထောင်ပေးစေချင်ပါတယ်ကဲသူ့ကိုဒီအပင်ကြီးကိုတော့စိုက်လိုက်ဒီဘက်ကပန်းကိုင်းကိုကတော့ပန်းကိုင်းကိုညှက်ဖြတ်ပြီးမှပန်းကိုင်းကိုညှက်ဖြတ်ပြီးမှဖျားလေးကတ်လိုက်အဲ့ဒါဆိုရှင်အကြာကြီးခံတယ်ဒီပန်းကလေတော်တော်လေးကိုခံတယ်လှတယ်တအားလှတယ်ဟုတ်ပြီနော်ကဲတပင်ကိုပစီပြပြမယ်နော်တပင်ကို3500 10ပင်ကို3000တပင်ကို3500 10ပင်ကို3000အရန်တန်တယ်နော်ယူထားပါဒါကဒီလိုမျိုးဒီအချိန်မှာဆိုအမှန်တိုင်းပြောရင်ဒီကောင်လေးကတပင်ကို9000လောက်ကိုရောင်းနေတဲ့အချိန်ကာလတစ်ခုပေါ့နော်ဒါပေမဲ့5000ရောင်းနေတဲ့အချိန်ကာလတစ်ခုမှာဈေးကိုတက်တာနဲ့အတက်နိုင်ဆုံးရောင်းပေးထားပါတယ်ချမ်းမလာဝယ်မယ်ဆိုတဲ့လာဝယ်ပေးပါနောက်တစ်ခုကကြတော့အခုကဒါရောက်ရင်ကုန်တတ်တဲ့အမျိုးဖြစ်တဲ့ကြောင့်မလို့စီကိုဟယ်လိုလုပ်ပေးပါနယ်ဝေးတွေအားလုံးငွေကြိုလွဲရပါတယ်ငွေလွဲဝင်ပြီးမှပစ္စည်းပို့ပါတယ်ရှစ်ဂိတ်ချကယူပါတယ်လိုင်းသားရဂိတ်ချက6000ပါအောင်မင်္ဂလာဂိတ်ချကတော့4000ပါရှစ်နယ်ဝေးအားလုံးငွေကြိုလွဲရပါတယ်ရန်ကုန်မြို့တွင်းသမားတွေကတော့အိမ်ရောက်ငွေချေရပါတယ်ရန်ကုန်မြို့တစ်ခုပဲအိမ်ရောက်ငွေချေရပါတယ်ကျန်တဲ့မြို့တွေလုံးဝမရပါဘူးဗာလဲဘီတို့ပါလေအဲ့ဒါတွေနဲ့လေကျွန်မမပို့ပါဘူးတို့တွေအပင်လက်မခံဘူးပေါ့နော်အဲ့ဒါကြောင့်မို့ပါကဲကျေးဇူးတင်ပါတယ်လူကြီးရဲ့ဒီဗီဒီယိုဖိုင်လေးကိုလည်း sharing လုပ်ပေးကြပါရှင်ချမ်းမလာဝယ်မယ်ဆိုလို့ရှိရင်ခြံကတော့တောင်တကုန်း59ရက်ကွက်အုတ်တပြားလမ်းပါရှင်ခြံထဲမှာမျိုးစုံတခြားပန်းတွေမျိုးစုံရှိပါတယ်မင်္ဂလာအလူမင်္ဂလာအတွက်လည်းရှိတယ်ဒေတာမျိုးလည်းအစုံလင်ရှိပါတယ်စိတ်ကြိုက်လာဝယ်ပေးပါဒေတာမျိုးတွေဆိုရှင်မစိုက်တတ်ဘူးစိုက်ပြီးသားပဲလိုချင်တယ်ဆိုတဲ့လူတွေအတွက်လည်းစိုက်ပြီးသားကိုဈေးချိုနဲ့အစုံအလင်ရရှိပါတယ်ဘာလိုချင်နေတာပြောလိုက်လို့ဒီချက်မှာအစုံရှိပြီးသားလက်ကားဈေးလည်းလက်ကားဈေးတည်တန်းရှိပါတယ်အခုဒီမှာကြည့်လိုက်တာရောက်နေတာဒါတွေရောက်နေတာကြည့်လိုက်တော့အဲ့ဒါတောက်လျှောက်ရောက်နေတာနော်ပန်းတွေကဟိုမှာအိတ်ကြီးအိမ်ငယ်မဖောက်ရသေးတဲ့ဟာတွေလည်းအများကြီးပဲဒေါင်းမီတွေရိုစီပြောထားပြီးသားနော်ဒေါင်းမီတွေယူထားကြဒေါင်းမီတွေအဖွင့်မပါတပိတ်တာကို18000နဲ့ပဲရိုစီ discount ချထားပေးတယ်10ရက်တိုင် discount ချထားပေးတယ်နော် discount ဈေးတွေ10ရက်အခု10ရက်တိုင်ရိုစီရောင်းထားပေးထားပါတယ်ရှင့်နော်21ရက်နေ့ကနေမှဒီခုဒါ30ရက်နေ့ထိကိုရိုစီ discount တွေချပေးထားပါတယ်ခြံထဲကိုလာမယ်ဆိုရင်ခြံက13လုံး112 103ကားကိုစီးပြီးမှ56မှတ်တိုင်ကိုဆင်းပါ56မှတ်တိုင်ရောက်လို့ရှိရင်စိုက်တွဲသမားတွေကိုမေးလိုက်ပါ59ဓမ္မယုံဘယ်လိုသွားရလဲလို့ဓမ္မယုံရဲ့ဘေးကပ်ရဲ့ခြံပန်းသခင်ပန်းခြံလို့ရေးထားပါတယ်ပန်းသခင်ပန်းခြံကရိုစီရဲ့ခြံပါရှင့်ကျေးဇူးတင်ပါတယ်ဗီဒီယိုဖိုင်လေးကို sharing လုပ်ပြီးမှအကူအညီပေးကြပါရှင့်ကဲပန်းသက်ရှည်လေးလိုချင်တဲ့လူတွေအမြန်လေးဟယ်လိုပါပန်းသက်ရှည်တွေမကပါဘူးအစုံပေါ့နမ်းမာလာတို့ဘာပန်းလို့ချင်လဲလူချင်တဲ့ဟာတွေအကုန်လုံးပေါ့နော်ရပါတယ်ရှင်နော်ကဲဒီမှာကြည့်လိုက်လကြီးတွေဒေတာတစ်ခွရဲ့အဖူးပွင့်ချိန်ရပြီဖြစ်တဲ့အတွက်ကြောင့်မို့နောက်စစ်ချန်ထဲမှာလာပြီးမှရွေးချယ်ဝယ်လို့ရပါပြီနော်ဒေတာချစ်သူတွေအကုန်လုံးလူစီကတော့ဒေတာတစ်ခွတွေပွင့်ပြီဆိုအရန်ပျော်တော့ဒီမှာကြည့်လိုက်အဖူးတွေကိုလိုင်းနေရနော်ဖူးတွေကိုလိုင်းနေတာပါပဲရှင်ကျေးဇူးတင်ပါတယ်ရှင်ဒီမှာကြည့်လိုက်အောင်ဟိုတနေ့က post တစ်ခုလေးတွေ့လိုက်တယ်ဟိုကလေပန်းနေပဲတင်တဲ့ post တစ်ခုကလေ page တစ်ခုကတင်ထားတာအဲ့ဒီပန်းနမ်းမလားဒီမှာဒါဒီပန်းနော်နမ်းမလာတစ်ခွလာလိုက်တာမြင်လားနမ်းမလာတွေကတော့အဖူးပါတတုံးကိုတစည်းကို4000ပါ3ကပ်ပြီးသားတော့တတုံးကို9000ပါ3ကပ်ပြီးသားတုံးကဒီလိုမျိုးပေါ့နော်တရားဒါအဖူးတွေနဲ့ဒါတတုံးကို9000ပါဒီမှာကြည့်လိုက်အစုံရှိပါတယ်ဒီမှာခမောက်ကျိုးတွေနော်ဖျောင်းပန်းခမောက်ကျိုးတွေအစုံရှိပါတယ်တင်းကျူအဖူးတွေနဲ့လည်းရှိပါတယ်ကဲဒီမှာခရမ်းအားမဲ့လည်းရှိပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဒါကတော့ဇောင်းရ